မင်္ဂလာပါတင်သာပြန်လာပြီ Let's go ဘာလို့လဲနဲ့ Premier League round 29 round ရောက်လာခဲ့ပြီဒီနေ့ကတော့ City နဲ့ Brighton ပွဲကိုပွဲကြိုတန်းတဲ့ပေးချင်ပါတယ် Man City က body ဈေးတစ်လုံး40ဖွင့်ထားတယ်ပထမကျော် Brighton ကသူ့အိမ်ခွင်မှာ 2-1 နဲ့အနိုင်ယူခဲ့တယ်အဲ့တော့အဝေးကွင်း Man City ကတစ်လုံး80ဈေးတန်းပေးခဲ့တာမို့အခုအိမ်ခွင်းမှာနှလုံး80ဈေးပေးရမယ်ဟုတ်ပြီ Brighton တို့နောက်ဆုံး10ပွဲဆက်မရှုံးခဲ့ပဲခြေတက်နေတယ်ဆိုရင်တော့ Man City အနေနဲ့တစ်လုံးပြား90အရှုံးအနေဆုံးပေးရမယ်ဒီနှစ်သင်းရဲ့တွေးဆုံမှုအရာမှာလဲ Man City အနေနဲ့အင်္ဂွေးမှာ9ကြိမ်လက်ခံကစားခဲ့ပူပြီးကစားခဲ့တဲ့9ကြိမ်စလုံးကို Man City ကပဲအနိုင်ရခဲ့တာဖြစ်လို့အင်္ဂွေးအစင်လာရ Man City ကပဲအသာရခဲ့တာပါပထမအကျော်ရှုံးကျွေးကိုပြန်ဆက်မဲ့အင်ရှင်အစင်လာရအင်္ဂွေးမှာ Brighton ကိုတရေတောင်မကြခဲ့ဘူးပဲအမြဲတမ်းနိုင်ခဲ့တဲ့အင်ရှင် Man City အနေနဲ့တကိုးသွင်းတာနဲ့40ရာခိုင်နှုန်းပျော်ရွှင်ခွင့်ပေးထားတဲ့ဈေးတန်းဟာအတော်ကိုပြော့ပါတယ်ဒါကြောင့်အစင်လာရရောကြေးကြောင်ရော City ရဲ့အားသာချက်ဖြစ်နေလို့ဒီညမှာတော့မျိုးသားတွေနဲ့တင်သားတို့အတူရှိနေပါမယ်တင်သားကတော့ဒီနေ့အတွက် City Ball ကိုပို့ကြိုက်ပါတယ်။ယူဇာများအရှုံးနဲ့၍အနိုင်များကြပါစေ။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။